e-bike ဆန်ဆန်လေးဖြစ်ရမယ်ပေါ့နော် quality လည်းကောင်းရမယ်တောင်တင်းခိုင်ခန့်မှုလည်းရှိရမယ်ရိုးရှင်းတဲ့ design လေးလည်းဖြစ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာတော့ iMa ရဲ့ driving e-bike လေးရှိပါတယ်ဒီကောင် iMa ထုတ်ထားတဲ့အတွက် quality ဘိုင်းကလုံးဝပြောစရာမလိုပါဘူးပြီးတော့သူက e-bike ဆန်ဆန်ပဲရိုးရှင်းပါတယ်ဘာကာဘာမှမပါဘဲနဲ့ကျွန်တော်တို့ frame ရိုးတိုင်းပဲရိုးလက်လေးလာပြီးထားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ battery box တစ်ခုရှိရဒါပဲရှိပါတယ်။အောင်းဆိုလို့ရှိရင်ကျွန်တော်48volt 78 နဲ့လာထားတယ်။မော်တာကတော့50 watt နဲ့လာပေးထားတယ်။မိုင်ကတော့20-25ပေးထားတယ်။ကျွန်တော်တို့မြို့ရင်းမှာတော့အရန်စီးပြော်စီးလို့ကောင်းတဲ့ e-bike လေးပါ။သွားလိုက်တဲ့အရန်အဆင်ပြေပါတယ်။ကြောင်းကြုံလားကြောင်းပို့မလားဈေးဝယ်မလား။ဒီမှာဆိုလဲချင်းရည်ပါတဲ့အတွက်ကျွန်တော်တို့ဒီမှာပစ္စည်းရလေးတော်တော်များများထိပ်ပြီးတော့မောင်းသွားလို့ရပါတယ်။ပြီးတော့သူ့ရဲ့ကြက်ခိုင်မှုကတော့ပြောစရာမလိုပါဘူးကျွန်တော်ကိုယ်တိုင်စမ်းထားပြီးသားပါ။ကျွန်တော်20လီတာဘုံ2ပုံကောင်းကောင်းတင်ဆောင်ပြီးမောင်းနှင်လို့ရပါတယ်ဒီရုပ်ထွက်ပိုင်းမှာလည်းဘာမှချုပ်ရှင်းမရှိပါဘူးခလုတ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့lever ရယ် gear ရယ်ဟောင်းရယ်3မျိုးတည်းပါတဲ့အတွက်အရင်လည်းရုပ်ရှင်းပါတယ်အရင်လည်းမိုက်ပါတယ်အာမခံရတဲ့ဘက်ထရီ6လမော်တာတစ်နှစ်ပေးထားပါတယ်ကျွန်တော်တို့ဒီ service ကလည်းပူစရာမလိုကျွန်တော်စိတ်မသာဖြောင်းပြေဝတောင်းမယူပေးထားပါတယ်ပြီးတော့ကျွန်တော်လာမေးတဲ့မိတ်ဆွေရှိရ promotion e-bike လေးပါ promotion မချဘူးလားမေးတယ်ပြီးတယ်လည်းကျွန်တော်ခုဒီ join fin လေးကိုလည်းကျွန်တော် promotion ထပ်ချပေးထားပါတယ်ကျွန်တော် promotion ဈေးလေးကတော့23,500နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်လောဆယ်ကျွန်တော်မှာတော့2စီးပဲရှိပါတော့တယ်ကျန်တာတော့နောက်တော့စောင့်မှာဖြစ်ပါတယ် promotion အမီလေးဝယ်ထားဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်2စီးပဲဖြစ်တဲ့အတွက်ကျွန်တော်တို့အမြန်ဆုံးလာဝဲတွေကဥသူရတော့မှာဖြစ်ပါတယ်เนาะအရန်မိုက်ပြီးအရန်စီးပြောတဲ့ iMa ရဲ့ join pin လေးပါကျွန်တော်7လဖရဝါ live ဝယ်အပ်ပေးလို့ရပါပြီကျေးဇူးတင်ပါတယ်